မင်္ဂလာပါဒီနေ့မှာတော့ mindfulness နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ mindfulness ဆိုတာဘာလဲဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲဘယ်လိုမျိုးလုပ်ရတာလဲပေါ့နော်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံး mindfulness ဆိုတာဘာလဲပေါ့ဒီဟာကတော့ဒီကိုယ့်ရဲ့ဒီစိတ်အခြေအနေကိုယ့်ရဲ့ခံစားချက်ပြီးရင်ကိုခန္ဓာကိုပြင်ပတ်ဝန်းကျင်ကိုဒါတတိပြုတာတတိမူတာလို့ဆိုလို့ရတယ်ပေါ့နော်အဲ့တော့ဘလို့အကျိုးကျေးဇူးရေရှည်မှာဘလို့အကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့စိတ်ခံစားချက်ကိုမကောင်းတဲ့စိတ်ခံစားချက်တွေဝင်လာနိုင်တဲ့ခြေနေကနေပြီးတော့ထိချုပ်နိုင်တဲ့ကာကွယ်နိုင်တဲ့နောက်တစ်ခုကကြတော့ဒီကိုမသိပဲနဲ့လုံနေမိတဲ့အကျင့်တွေပေါ့အကျင့်ဆိုးတွေပေါ့အဓိကအဖြစ်တော့ကိုရဲ့မသိစိတ်ကနေပြီးတော့မှအမြဲတမ်း control မရှိဘဲနဲ့လုံနေမိတဲ့ဟာတွေဥပမာဆိုလို့ရှိရင်ဒီထမင်းဆိုင်နဲ့ဖုန်းမှကြည့်မိနေတာမျိုးတွေပေါ့နော်ဒါဒီလိုမျိုးအကျင့်တွေကနေပြီးတော့အချင်းချုပ်နိုင်မယ်ကာကွယ်နိုင်မယ်နီလန်ကောင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးရေဘူးရအဖြစ်ဘယ်လိုလုပ်ရတာလဲပေါ့ mindfulness ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့လွယ်လည်းမလွယ်သလိုခက်လည်းမခက်ဘူးကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ကိုပိုင်ခန္ဓာကိုပြင်ကိုပတ်ဝန်းကျင်ကိုအမြဲတမ်းစီစစ်နေတာပေါ့နော်စမ်းစစ်နေတာအခုချိန်လေးမှာငါစိတ်လေးတော့ဘယ်လိုမျိုးခံစားသွားရလဲခန္ဓာကိုယ်ကဘယ်လိုဖြစ်နေလဲဒါမျိုးစမ်းစစ်နေတာဒါပေမဲ့ဒီလိုမျိုးစမ်းစစ်တာရဲ့အနောက်မှာကိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ကိုပဲဖြစ်ဖြစ်ဝေဖန်ခဲ့ရတာမပါဘူးနောက်ပြီးဒီဟာနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲ reaction တွေလုပ်တာမျိုးတွေမပါဘဲနဲ့ဒီအရှိတိုင်းလေးကိုစမ်းစစ်နေတဲ့ဟာကို mindfulness လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ mindfulness ဆိုတာကစကားလုံးအစ်စ်လားဒါမှမဟုတ်လို့ရှိရင်ဒီစိတ်နဲ့ဆိုင်တဲ့ပညာရဲ့အစ်စ်လားပေါ့နော်ဒီလိုမျိုးမေးလေးရှိတယ်တကယ်တမ်းတော့မဟုတ်ဘူး mindfulness ဆိုတာကအရှိတိုင်းယဉ်ကျေးမှုကနေလာတာအဓိကပြောရမယ်ဆိုလို့ရှိရင်တော့ဒီဗုဒ္ဓဘာသာထွန်းကားတဲ့ဒီနိုင်ငံတွေရဲ့ယဉ်ကျေးမှုကနေလာတယ်ပေါ့နော်ဆိုတော့ဒီပါဠိဘာသာမှာဆိုလို့ရှိရင် sati ဆိုတဲ့စကားလုံးရှိရယ်ဗမာလိုပြောမယ်ဆိုလို့ရှိရင်တော့တတိပေါ့နော်တတိဆိုတာကဒီကိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်အမြဲတမ်းအတိကတ်နေတာတတိမူနေတာမျိုးကိုဆိုလိုခြင်းဖြစ်တယ်ဒါပေမဲ့ဒါကိုအနောက်တိုင်းယဉ်ကျေးမှုနဲ့ရောစပ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒါ mindfulness ဒီမှာ awareness ဆိုပြီးတော့တကယ်တော့စကားလုံးမှချင်းသွားတာပေါ့နော်တကယ်ယဉ်ကျေးမှုအရာကတော့ဒီအရှိတိုင်းယဉ်ကျေးမှုကနေလာခဲ့တယ်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ဒီဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်တော့တရားထိုင်တာတရားမှတ်တာပေါ့ဒီလိုမျိုးကျင့်စဉ်တစ်ခုကနေပြီးတော့ဆင်းသက်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီ mindfulness ကိုကလိုက်ပြီးတော့လုပ်ပြီးလို့ရှိရင်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရနိုင်တာလဲပေါ့နော်ဆိုလို့ရှိရင်ပထမဆုံးတစ်ချက်ကတော့ဒီ stress တွေကို short ချပေးနိုင်မယ်ဘာလို့လဲဆိုတော့ချိန်ကြတော့ဒီ mindfulness ဆိုတာက at the very moment ပေါ့နော်ဒီချိန်လေးမှာအခုဆိုလို့ရှိရင်ပြည့်စုံဒီစကားပြောနေတဲ့အချိန်မှာဒီချိန်လေးမှာရှိတဲ့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ကိုပဲတတိမူတာဖြစ်တဲ့အတွက်ကြောင့်မလို့အရှိမဘာဖြစ်မှာလဲဒီအတိတ်မှာဘာဖြစ်ခဲ့တာလဲနောက်ကျလို့ရှိရင်ဘာဖြစ်အောင်မလဲဆိုတဲ့အတွေးလိုနာမျိုးမရှိတဲ့အတွက်ကြောင့်မလို့ဒီ stress တွေကို short ချစေတယ်နောက်တစ်ခုကကြတော့ကိုကကိစ္စတစ်ခုဆိုလို့ရှိရင်မြန်နားလေသဘောပေါက်လွယ်စေတယ်ဘာလို့လဲဆိုတော့ဒီလိုကိစ္စမျိုးကအရင်တုန်းကဖြစ်ဖူးခဲ့ပြီးသားဆိုလို့ရှိရင်ကိုဒီအရင်တုန်းကလည်းဒီကိစ္စဖြစ်ထားတဲ့အချိန်မှာကိုဒီကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့စိတ်ကိုအမြဲဆန်းစစ်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုကိစ္စမျိုးထပ်ဖြစ်လာခဲ့ရင်ဒါမှမဟုတ်ရင်လည်းစင်တူယိုမှကိစ္စမျိုးထပ်ဖြစ်လာခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီအခြေအနေရဲ့ကိုပိုမြန်ဆန်သဘောပေါက်လွယ်စေတယ်နောက်တစ်ခုကကြတော့ခုနတုန်းကအရှိမပြောခဲ့သလိုမျိုးပဲဒီဟာဒီကိုယ့်ရဲ့အတွေးကိုယ့်ရဲ့စိတ်ခံစားချက်ကိုစမ်းစစ်တယ်ဆိုပေမဲ့အဲ့ဒီရဲ့အနောက်မှာဝေဖန်တာကဲရတာဒီဟာနဲ့ပတ်သက်ပြီးတော့ reaction ပေးတာတွေမပါတဲ့အတွက်ကြောင့်မလို့ဥပမာဆိုရင်ကိုကကိစ္စတစ်ခုကြောင့်ဝင်နေတယ်အဲ့တော့ကို okay အခုငါတော့စိတ်မကောင်းဖြစ်နေတယ်ဝင်နေတယ်ဒါကိုလက်ခံလိုက်တယ်ဒီဟာရဲ့အနောက်မှာဘာလို့ဝင်နေရတာလဲပြီးတော့ကြတော့ဗောနော်ဒီသူကငါ့ကိုဘာလို့ဝင်နေအောင်လုပ်ရတာလဲငါ့ကိုဘာလို့စိတ်မကောင်းဖြစ်အောင်လုပ်ရတာလဲဘာတွေရှိနေလို့လဲသူကငါဘလို့တွေးလို့လဲဒီလိုမျိုးဒီဝေဖန်ခဲ့ရတာမျိုးတွေဒီဟာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့တွေးနေတာမျိုးတွေမပါဘူးပေါ့နော်အဲ့ချိန်ကျတော့ဘာလဲဆိုတော့ရှိရင်ကိုအတွေးကပဲကိုဒုက္ခပေးနေတာမျိုးတွေဖြစ်တတ်တယ်ဥပမာပေါ့နော်
ကိုကဒီmaybe စားတော့ဆိုင်တစ်ခုကိုဝင်သွားတယ်ကိုကဒီစားဖို့အတွက်ကိုသွားတာဒါပေမဲ့ကိုဝင်လိုက်တဲ့အချိန်မှာဒီဆိုင်မှာရှိသမျှပေါ့နော်ဒီဆိုင်မှာလာစားနေတဲ့သူတွေတော်တော်များများကထပြန်သွားတယ်ပေါ့ okay အဲ့ဆိုရင်ကိုပတ်ဝန်းကျင်သတိမလိုက်တဲ့တော်တော်များများထပြန်သွားကြတယ်ဒါပေမဲ့အဲ့ဒီနောက်မှာကိုကဘာ reaction မှမလုပ်ဘူးဘာကိုမှဝင်လိုက်ပြီးတော့ judge မလုပ်နေတော့ဘူး okay သူတို့ထပြန်သွားတယ်ဒါပဲဆိုတဲ့အချိန်မှာကိုယ့်အတွက်တခြားစိတ်ခံစားမှုမလို့အဲ့တဲ့စိတ်ခံစားမှုမရှိတော့ဘူးအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ငါဝင်လာတဲ့ချိန်ကြတော့မှသူတို့တွေကထပြီးပြန်သွားရလားဘာလဲပေါ့သူတို့ကငါ့ကိုမကြည်တာလားငါကဘာဖြစ်နေလို့လဲပေါ့နော်အဲ့လိုမျိုးတွေထပ်ပြီးတော့ကိုဟာကိုထပ်တွေးမယ်ထပ်ပြီး judge လုပ်မယ်ဆိုလို့ရှိရင်ဒါမလိုအပ်တဲ့စိတ်ခံစားမှုမကောင်းတဲ့စိတ်ခံစားမှုတွေအများကြီးကကိုယ့်အတွက်ကိုပဲဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်အဲ့တော့ဒီ mindfulness ကျင့်စဉ်အဖြစ်ဆိုလို့ရှိရင်ကိုကအဲ့ဒါကြီးမတွေးဘူးဒီတတိမူလိုက်တဲ့တတိကတ်လိုက်တဲ့ဒီဟာပဲဆိုတဲ့ချိန်ကျတော့ဒီလိုမျိုးမလိုအပ်တဲ့စိတ်ခံစားမှုတွေကနေပြီးတော့ပေါ့နော် stress ရခြင်းကနေပြီးတော့လည်းခင်ဝေးစေတယ်နောက်ထပ်အကျိုးကျေးဇူးတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကကြတော့အရှိမပြောခဲ့သလိုပဲသူကကိုလုံးနေတဲ့အလုပ်လောလုံးနေတဲ့အလုပ်ပေါ်မှာအာယုံစိုက်တာဥပမာဆိုရင်ကိုကဟင်းချက်နေရဆိုရင်လည်းဒီဟင်းချက်နေတဲ့အပေါ်မှာပဲအာယုံစိုက်တာမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဘလို့ပဲဖြစ်တော့ဒါဒီကိုယ့်ရဲ့လုံးစွမ်းဆောင်ရေးပေါ့ကိုကအလုပ်ထဲမှာဆိုရင်လည်းဒီအလုံးလုံးနေတဲ့အချိန်မှာဒီအလုံးနဲ့ပတ်သက်တာပဲအတွေးဒီတခြားကိုမသွားဘူးဒီခန္ဓာကိုယ်ရဲ့ဒီတတိနဲ့အတိဒီလည်းတခြားကိုမသွားဘူးဖြစ်တဲ့အတွက်ကြောင့်မလို့စွမ်းဆောင်လုပ်ငန်းစွမ်းဆောင်ရေးကတော့တိုးတက်လာမှာပဲပေါ့နော်နောက်တစ်ခုကကြတော့ဒီကိုချင်းစာတရားပို့ပြီးတော့ထားတတ်လာမယ်ပေါ့ဘာလို့လဲဆိုတော့ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲပတ်ဝန်းကျင်ကိုသတိပြုတယ်ဟုတ်တယ်ဒါပေမဲ့ judge မလုပ်ရဘူးဒါနဲ့ပတ်သက်ပြီးထပ်ပြီး reaction တွေထပ်နိုင်တဲ့များအနည်းဆုံးပေါ့နော်မလုံးမိအောင်နေရတယ်ဆိုတဲ့အချိန်ကြတော့ဥပမာပေါ့နော်ဒီကိုရှေ့မှာအမျိုးသမီးကြီးယောက်ကစိတ်မကောင်းဖြစ်နေတယ်okay သူစိတ်မကောင်းဖြစ်နေတယ်သူငိုနေတယ်ဒါကိုကအတိမတ်ပြုတ်လိုက်တယ်ပြီးတော့ကိုဟာကိုလည်းကိုစိတ်မကောင်းဖြစ်ခဲ့တော့ကကိုဟာကိုလည်းစမ်းစစ်ထားတယ်ပေါ့နော်ငါတော့ဒါစိတ်မကောင်းဖြစ်တယ်ဒီလိုစိတ်မကောင်းဖြစ်တော့ဒီလိုငိုတတ်တယ်ဆိုတာမျိုးကိုလည်းစမ်းစစ်ထားတဲ့အချိန်ကျတော့သူတစ်ဖက်သားဒီစိတ်မကောင်းဖြစ်လို့ငိုနေတဲ့အချိန်မှာဆိုလို့ရှိရင်တခြားဟာတွေတွားပြီးတော့မပြောဖြစ်တော့ဘူး judge လည်းမလုပ်ဖြစ်တော့ဘူးဟိုနင်ဒီကိစ္စလေးကိုပဲစိတ်မကောင်းဖြစ်ရလားနင်ဒါလေးကိုပဲငိုနေရလားဆိုတာမျိုးတွေမပြောဖြစ်တော့ဘူးပေါ့နော်အဲ့အချိန်ကျတော့ဒါအလိုအလျောက်ကိုဒီပို့ပြီးတော့ကိုချင်းစာတတ်သွားမယ်ပေါ့နော်။ရေရှည်အကျိုးကျေးဇူးအကြီးဆုံးရေရှည်အကျိုးကျေးဇူးတစ်ခုအနေနဲ့ကကြတော့ဒီအပေါ်အချက်တွေအကုန်လုံးကိုပေါင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်စိတ်ဖိစီးမှုကိုလည်းရောကြစေတယ်။အဲ့တော့စိတ်ဖိစီးမှုရောကြတဲ့အတွက်ကြောင့်မလို့စိတ်ကြယောဂါတွေဘာတွေဝင်လာနိုင်ခြင်းကနေပြီးတော့လည်းတိုင်းတာတစ်ခုထိကာကွယ်ပေးထားနိုင်တယ်နောက်တစ်ခုကကြတော့ကိုယ်တိုင်ကနေစပြီးတော့သူများကိုဝေဖန်ကဲ့ရဲ့တာတွေ reaction ပေးတာမျိုးတွေတက်နိုင်တဲ့မြအနည်းဆုံးရှောင်လာနိုင်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုနဲ့ကိုပတ်ဝန်းကျင်ကတာယာတဲ့ပတ်ဝန်းကျင်လေးကိုဖန်တီးနိုင်နေပေါ့နော်အဲ့တော့နေရတာလည်းနေပြောရဲစိတ်ကလေးတည်လည်းကြည်လင်နေပေါ့ဒါကတော့နောက်ဆုံးအနေနဲ့အကြီးဆုံးသောအကျိုးကျေးဇူးဖြစ်ပါတယ် Mindfulness ကိုဘယ်လိုမျိုးကိုကလေ့ကျင့်လို့ရလဲဘယ်လိုချိန်ဒီမှာလုပ်ပြီးလို့ရလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့တကယ်တော့ဘယ်လိုအချိန်မျိုးမှာဖြစ်လုပ်ပြီးလို့ရတယ်ဒါပေမဲ့အရင်ဆုံးဒီကိုယ်ခန္ဓာကိုယ်ကိုအတိမတ်ပြူတာပေါ့အလွယ်ဆုံးပြောမယ်ဆိုတော့ဒါတရားထိုင်တာလို့ပြောလို့ရတယ်တရားထိုင်နေဝင်လေထွက်လေမှတ်တယ်ပြီးရင်အဲ့ဒီအချိန်မှာကိုယ်ခန္ဓာကိုယ်ကဥမာဆိုရင်ဒီဘယ်နာကနာနေရမျိုးရှိရင်လည်းဒီနာလေးကတော့နာနေရဒီနာလေးကတော့ကျင်နေတယ်ဒါမျိုးလေးတွေကိုအတိမတ်ပြုတယ်နောက်တစ်ခုကကြတော့ဒီပတ်ဝန်းကျင်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ရတဲ့အနက်ပြီးလို့ရှိရင်ရတဲ့ဒီပြီးအထီးတွေပေါ့ဥပမာဆိုရင်လေကဘယ်လိုတိုးသွားလဲဖြတ်သွားလဲဆိုတာပေါ့ဒါကိုပဲအတိမတ်ပဲပြုရုံမပြုတာဒီနောက်မှာ reaction judgment လုံးဝမပါဘူးဒါမျိုးတရားထိုင်ပြီးလို့ရတယ်တရားမှတ်ပြီးလို့ရတယ်တစ်ခုကကြတော့ဒါလူတိုင်းလုံးလို့ရတဲ့ဟာပေါ့နော်ဒီလိုမျိုးအချိန်တက်လည်းမပေးနိုင်ဘူးတရားဘာညာလည်းအဲ့လိုမျိုးထိုင်လို့တော့ကိုအချိန်မပေးနိုင်ဘူးဆိုတဲ့လူတွေအတွက်ကြလို့ရှိရင်တော့တခြားကိုလုံးနေတဲ့အလုံးမှန်သမျှမှာကိုဒီ mindfulness ကိုကျင့်လို့ရတယ်ဥပမာဆိုလို့ရှိရင်ကိုကဟင်းချက်ရတာဝါသနာပါတယ်သူဒါဆိုရင်လည်းဟင်းချက်နေတဲ့အချိန်မှာဒီဟင်းချက်နေတဲ့အချိန်မှာမတက်ရက်နေတယ်ဒီ6ယောက်ကတော့ဘယ်ကိုထိနေတယ်ဥပမာဆိုရင်ဒီကိုကဓာတ်ကင်ပြီးတော့ဒီဥပမာပေါ့နော်မုံလာဥနီမျိုးဘလိုပုံစံလေးလေးနေတယ်ဟင်းအိုးကတော့ဆူနေပြီဒီအဓိကကတော့ကိုလုံးနေတဲ့အလုပ်ပေါ်မှာပဲသတိကပ်ပြီးတာ
ဒါဆိုလို့ရှိရင်လည်းဒါက mindfulness ကျင့်စဉ်တစ်ခုပဲပေါ့နော်အခုဆိုလို့ရှိရင်ပြီးတော့ဆိုဘာလို့ဖြစ်နေလဲဆိုတော့ဒီဆေးရောင်ချဲဖြစ်နေတာပေါ့နော်highlight painting လို့ဖြစ်နေတယ်အဲ့တော့အဲ့အချိန်မှာဆိုလို့ရှိရင်ကိုကနေငါဒီအရွက်ကလေးကိုတော့ဘာရောင်လေးချဲလိုက်မယ်ငါဒီဟာလေးကတော့ဘာလေးဆိုရင်လှတယ်ပေါ့နော်ဒီကိစ္စမှာပဲအယုံဆိုင်နေတဲ့အချိန်မှာအတွေးဒီတခြားအတွေးလုံးဝမရှိတော့ဘူးငါအရင်တော့ဘာဖြစ်ခဲ့တာဘယ်လိုမျိုးစိတ်မကောင်းခဲ့ရတာဘယ်သူကတော့ငါဘယ်လိုလုပ်သွားတာအရှိမှလည်းဟဲ့ငါတို့ရှေ့ဆေးရှိတဲ့ဘာလေးလုပ်ရမလဲဘာလဲညာလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒီလိုအတွေးတွေမရှိဘူးအဲ့အချိန်တွေမှာအဲ့ဒီဟာကိုအယုံဆိုင်နေတဲ့အချိန်မှာလေဒီအလုပ်လည်းပြီးသွားရောကိုယ်စိတ်ကနည်းနည်းပို့ပြီးတော့လို့လန်းဆန်းသွားတယ်လို့ပေါ့နော်အစ်စ်ကနေပြန်စားလိုက်ရတယ်လို့မျိုးခံစားရတယ်ပေါ့နော်အဲ့တော့ဒါကဒီကိုယ့်ရဲ့လေးစဉ်လုပ်ငန်းဆောင်တာမှာတော့တိုက်တာလေးရပဲဖြစ်ဖြစ်မျက်နှာတက်တာလေးရပဲဖြစ်ဖြစ်ဒါစိတ်ထားတတ်မယ်ဆိုလို့ရှိရင်ကိုယ်တတိမူတတ်မယ်ဆိုရင်ဒါတွေအကုန်လုံးဒီ mindfulness therapy ဖြစ်နိုင်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီတချို့လူတွေလည်းလုပ်နေကြဖြစ်တယ်ပေါ့နော် journaling ပေါ့ဒီမှတ်စုတို့ရေးတာဒါမှမဟုတ်လည်းဘယ်လိုပြောမလဲတနေ့တာမှတ်တမ်းရေးရလို့ပြောလို့ရတယ်အဲ့တော့တနေ့တာကိုခံစားရသမျှဒါမှမဟုတ်ကိုလုပ်ခဲ့သမျှအဲ့ချိန်တွေမှာရှိနေတဲ့ကိုယ့်ရဲ့အသွေးကိုယ့်ရဲ့စိတ်ခံစားမှုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ကိုအရှိတိုင်းကိုအတိမတ်ပြုပြီးတော့ဒီ journal ကိုရေးတာဆိုလို့ရှိရင်လည်းဒါဒီ mindfulness therapy လို့ရနောက်တနည်းလမ်းပေါ့နော်ပြောလို့ရတယ်ကြတော့ဒီဘလို့ချင်းနေမျိုးလဲဆိုတော့ဥပမာဆိုရင်ကိုကလမ်းလျှောက်ထွက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီပတ်ဝန်းကျင်ကိုအတိမတ်ပြုပေးတာပတ်ဝန်းကျင်ကိုအတိမတ်ပြုပေးရဆိုတော့ဘလို့လဲဆိုတော့ဥပမာဆိုရင်ကိုကဒီလေကလေအေးတိုက်သွားတာလားလေပူတိုက်သွားတာလားဒီအထီးတွေးပေါ့နော်ဒီအနံ့ကဘလို့အနံ့မျိုးလေးရတယ်အယောင်ကတော့ဘလို့အယောင်မျိုးလေးမြင်နေရတယ်တရက်ကလေးကတော့အစိမ်းရောင်ဥပမာဆိုပန်းကတော့ဘလို့အယောင်မျိုးပေါ့နော်ဒီဟာလေးကိုပဲအတိမတ်လိုက်ပြုတာအဲ့ဒီရဲ့အနောက်ကထပ်ပြီးတော့ judge လုပ်တာမပါနေဘူးပေါ့နော်ဒါမျိုးတွေလည်းဒီလိုအာယုံ၅ပါးကိုလည်းအတိမတ်ပြုပြီးနေရင်းနဲ့ဒီ mindfulness therapy ကိုလုပ်လို့ရတယ်ခုနကအရှိမပြောခဲ့တယ်ပေါ့နော်ဒီ mindfulness ဒီတကယ်စဉ်းသက်လာတာဒီပါဠိဘာသာစကားကခြေတိုင်းရင်ကျုံမှာဆိုရင်အရာစဉ်းသက်လာတာဆိုတဲ့ချိန်ကျတော့ဒီပြောမယ်ပေါ့နော်တချို့ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေတခြားဘာသာဝင်တွေဆိုလို့ရှိရင်လည်းအဆုံငါတို့ကခေါ်လို့မရတော့ဘူးလားပေါ့နော်ဒီဟာဒီအကျင့်တစ်ခုပဲဖြစ်တယ်ဒီဟာဒီအခုချိန်မှာဆိုလို့ရှိရင်ဒီ psychological therapy အနေနဲ့လက်ခံထားကြပြီဖြစ်တဲ့အိမ်မှာကိုယ့်ဟာကိုယ်အကုန်ကြအနည်းဆုံးနဲ့ကိုယ့်ဟာကိုယ်လုပ်နိုင်တဲ့ပြီးတော့လည်းအကျိုးရှိတဲ့ဒီ therapy ကုထုံးတစ်ခုအနေနဲ့လည်းလက်ခံလာကြပြီဖြစ်တယ်ပေါ့နော်အဲ့တော့တခြားသူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဘလို့ပဲဖြစ်ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးကိုယ်လုပ်နေတဲ့အလုပ်ကလေးကိုတတိကပ်ပေးတာကိုယ့်ရဲ့ခန္ဓာကိုယ်တတိကပ်တာဒါမျိုးလေးအမြဲလုပ်ပေးလို့ရတယ်ဒီဥမာဆိုရင်ဖျားဝတ်ပြုတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဖျားဝတ်ပြုတဲ့ဥစ္စာကိုပဲလုံးဝအာယုံဆိုင်တာအဲ့အချိန်မှာတခြားအသွေးတွေလုံးဝအဝင်မခံတာမျိုးပေါ့နော်ဥပမာဒါမျိုးတွေနဲ့လုပ်လို့ရတယ်ပေါ့လူတိုင်းအတွက်တင့်တော်တယ်ခုနပြောခဲ့သလိုမျိုးပဲအကုန်ကြလည်းအရင်နေတယ်ပြောလို့ရှိရင်ကိုယ်အိမ်မှာကိုယ့်ဟာကိုယ်အချိန်မရွေးလုပ်လို့ရတယ် psychological therapy တစ်မျိုးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ mindfulness နဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်အနောက်တိုင်းမှာလည်းဒီဟာကိုစပြီးတော့သူတို့လက်ခံလာကြပြီပေါ့နော်အရင်တုန်းကကျတော့အရှေ့တိုင်းနဲ့အနောက်တိုင်းနဲ့ရဲ့ဒီလိုအချင်းကွဲပြားတာလေးရှိတယ်ဒီဘက်မှာကဒီ Asian culture အရာဆိုလို့ရှိရင်ကကျတော့သူကကိစ္စတစ်ခုခုဖြစ်လာပြီဆိုလို့ရှိရင်ဒါဖြစ်တတ်တယ်ပေါ့နော်ဒါဖြစ်တတ်တယ် it comes and it goes ပေါ့နော်ဖြစ်ပြီးရင်ပြတ်မှာပဲဖြစ်တတ်တယ်ဒီလိုမျိုးခါလေးဆိုင်ဒီပြဿနာကိုအတိုင်းလေးပဲထားလိုက်တယ်အရှိတိုင်းလေးပဲလက်ခံလိုက်ကြတယ်ပေါ့ဒါကအရှိတိုင်း culture တိုင်းမှာကကြတော့သူတို့ရဲ့ culture အရာကဘယ်လိုလဲဆိုတော့ပြဿနာတစ်ခုဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုစိတ်ခံစားမှုတစ်ခုပဲဖြစ်ဖြစ်ဒီခန္ဓာကိုယ်မှာတစ်ခုပဲဖြစ်လာတာမျိုးဆိုလို့ရှိရင်သူတို့ဒီအဖြေရှာဖို့ကြိုးစားကြတယ်ဖြေရှင်းဖို့ကြိုးစားကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီကိစ္စတစ်ခုလေးတေးသေးလေးဖြစ်တာနဲ့အဖြေရှာကြတယ်ဖြေရှင်းဖို့ကြိုးစားလိုက်အဖြေရှာလိုက်ဖြေရှင်းဖို့ကြိုးစားလိုက်ဆိုတဲ့ချိန်ကျတော့စိတ်ကပင်မလာရတာပေါ့နော်ဒီလိုမျိုးပြောလို့ရတယ်ပေါ့ဒါပေမဲ့အခုချိန်မှာတော့ဒီ mindfulness therapy ကိုလည်းဒီအနောက်တိုင်းယဉ်ကျေးမှုမှာလက်ခံလာပြီးတော့ research တွေလည်းအများကြီးလုပ်လာခဲ့ပြီဖြစ်ပါတယ်တော့ဒါလူတွေအနေနဲ့ညင်းလို့ရတယ်ပေါ့နော်ငါတို့ကဒီလိုမျိုးဒီပတ်ဝန်းကျင်မှာနေရတာပေါ့နော်ကိစ္စတစ်ခုဖြစ်လာတိုင်းဒီလိုမျိုးဒါဖြစ်တတ်ပါတယ်လေဆိုတာမျိုးအမြဲတမ်းထားလို့မရဘူးလေလက်ခံပေးလို့ရတဲ့အကြောင်းအရာတစ်ခုပေါ့နော်ကိုကတဏီကုံချင်းကိုက
မလုပ်နိုင်ဘူးဒီလိုမျိုးစိတ်ကိုမထားနိုင်ဘူးဆိုလို့ရှိရင်တော့မှပဲအနည်းဆုံးတနေ့ကို15မိနစ်နာရီဝက်ပေါ့နော်ကိုအချိန်တစ်ခုသတ်မှတ်ထားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုဝါသနာပါတစ်ခုခုလုပ်တဲ့အချိန်မှာပေါ့နော်ဥပမာဆိုပကြီးဆွဲတာပဲဖြစ်ဖြစ်စနေရတည်တဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့ဒီလိုမျိုးဝါသနာဟင်းချက်တာလည်းပါတယ်ပေါ့နော်ဒီလိုမျိုးဝါသနာပါတစ်ခုခုလုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ငါဒီ mindfulness therapy ကိုလုပ်ကြည့်မယ်ပေါ့လုပ်ဖို့စူးစမ်းကြည့်မယ်ပေါ့အဲ့လိုမျိုးလေးပေါ့နော်တနေ့မှာ15မိနစ်နာရီပဲလုပ်နိုင်နေဆိုရင်ကိုပဲကိုယ့်ရဲ့ဒီစိတ်ချမ်းသာရေးအတွက်အကျိုးကျေးဇူးတွေကအရင်အများကြီးရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟိုကလူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တော့တနေ့အကုန်လုံးကြီးတော့ဒီ mindfulness နဲ့သွားနိုင်မယ်လို့တော့ကိုတော့မထင်ဘူးပေါ့နော်ကိုတော့မထင်ဘူးဒါအခိုက်အတန့်နေတော့ရှိမှာပဲကိုအတွေးလုံးနဲ့အခိုက်အတန့်နေကိုထပ်ပြီးတော့စဉ်းစားမိတဲ့အခိုက်ဒီ judge လုပ်မိတဲ့အခိုက်အတန့်နေဒါမျိုးတွေတော့လည်းရှိမှာပဲပေါ့နော်ဒါပေမဲ့တရက်မှာအနည်းဆုံးတော့ဒီနိုင်ရွယ်15မိနစ်လောက်ချိန်ပေးပြီးတော့ဒီဟာလေးကိုစပြီးလေ့ကျင့်ပေးတယ်ဆိုလို့ရှိရင်တော့ဒီကိုရမယ့်အကျိုးကျေးဇူးကအများကြီးရှိတယ်လို့ဒီကနေပြီးတော့ပဲဆွေးနွေးပေးပြရစီနောက်တစ်ခုကကြတော့ကိုယ်လိုက်လဲဒီဟာကိုငငယ်တုန်းကပေါ့နော်ငငယ်တုန်းကတော့မသိခဲ့ပေမဲ့လည်းဒါအတွေ့အကြုံရှိခဲ့တယ်။ဘာလဲဆိုတော့ရှင်ကြတော့ဒီမူလာတန်းကျောင်းမှာဆိုလို့ရှိရင်ကျောင်းဆရာမကြီးကဒီမနက်တိုင်းကိုစာမသိခင်ဆိုလို့ရှိရင်တရားထိုင်ခိုင်းတယ်တရားထိုင်နေဆိုတာဟိုလိုမျိုးဖျားဆိုင်ရွတ်ခိုင်းတာမျိုးမဟုတ်ဘူးမျက်လုံးလေးကိုမှိတ်ပြီးတော့ဒီတိုင်းလေးပဲအဲ့လိုပေါ့နော်သူကတော့ဝင်လေထွက်လေမှတ်ခိုင်းတာပေါ့အသက်ကိုရှူသွင်းလိုက်ရှူထုတ်လိုက်ဒီလိုမျိုးလေးပဲမှတ်ခိုင်းတာအဲ့ချိန်မှာဘာမှမတွေးပဲနဲ့အဲ့တိုင်းပဲအဲ့တော့ခလေးဆိုတဲ့အချိန်ကျတော့တည်း9မိနစ်ပိုအိပ်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဘာမှမတွေးဘူးမျက်လုံးမိတ်ထားပြီးတော့ဝင်လေထွက်လေမှတ်ဆိုဝင်လေထွက်လေမှတ်ပြီးနေလိုက်တာပဲပေါ့နော်ဒါပေမဲ့လေတကယ်စာတင်တဲ့အချိန်မှာကျတော့အရန်လူကလမ်းဆန်းနေတာအဲ့လိုစိတ်ကဘာဝဲထက်ရတယ်အုံနောက်ကလေဒါကတော့အခုမှဒါတိုက်ဆိုင်ပြန်ပြီးတော့တွေးမိပြီးတော့ဗောနော်ပြန်ပြီးချိတ်ဆက်မိတဲ့ဟာလေးဗောနော်ဒီဟာလေးတစ်ခုပြောလို့ရတယ်ဗောအလေတန်းရောက်တော့ဒီအကျင့်လေးကမပါသွားခဲ့ဘူးဗောနော်ဘာလို့ဆိုကြောင်းပြောင်းသွားတဲ့အချိန်မှာခြားကြောင်းရောက်သွားတော့ဒီအကျင့်ကမရှိတော့ဘူးဒါပေမဲ့အဲ့ဒီမူလာတန်းမှာအမြဲတမ်းမနှက်ဆိုလို့ရှိရင်ဒီမျိုးလုံးလေးမှိတ်ပြီးတော့ဝင်လေထွက်လေမှတ်ခဲ့ရတဲ့9မိနစ်ရဲ့ဒီလဲပြီးသွားလို့ရှင်လဲဆန်းသွားတဲ့စိတ်ခံစားချက်ကအခုချိန်ထိတော့ကျန်နေခဲ့သေးတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါကိုတွေ့ဒါ experience လေးတစ်ခု share ပေးခြင်းဖြစ်ပါတယ်အဲ့တော့နောက်များမှာလည်းတခြား video တွေနဲ့အတူပြန်တွေ့ပါမယ်တတ